မင်္ဂလာပါကျွန်တော်ကဒီနေ့ဗီဒီယိုလေးမှာတော့ပေါ့နော်ကျွန်တော်မနေ့က download ဆွဲလိုက်တဲ့ဒီတိုင်း 4G ဖမ်းဝဲလေးပေါ့နော်တိုင်း 4G ဖမ်းဝဲလေးရဲ့ zip file လေးကိုကျွန်တော်တို့မှာဖြည့်ချထားတယ်ဖမ်းဝဲ file လေးထွက်လာတယ်ပေါ့နော်အဲဒီဖမ်းဝဲ file လေးကိုကျွန်တော်ဒီနေ့ဖမ်းဝဲဘယ်လိုတင်ရမလဲဆိုတာကိုတင်ပြပေးမယ်ပေါ့နော် okay အဲဒါဆိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ကဒီနေ့ကဒီ Unlock 2ကိုအသုံးပြုပြီးတော့ကျွန်တော် firmware တင်ပြပဲပေါ့နော်အဲဒါကျွန်တော် Unlock 2ကိုဒီမှာဖွင့်ထားတယ်ပေါ့နော် Unlock 2မှာဆိုရင်ဒီမှာကျွန်တော်ဆို Xiaomi ဆိုရင် Xiaomi နဲ့ပတ်သက်တဲ့အရာတွေပေါ့နော် okay ဒီမှာကျွန်တော် Xiaomi နဲ့ပတ်သက်တာတွေပါမယ်ပြီးလို့ရှိရင် Samsung ဆိုရင် Samsung နဲ့တော့တွားကြည့်လိုက်မယ်ပေါ့နော် Samsung ဆိုရင်လည်းဒီမှာ Samsung နဲ့ပတ်သက်တဲ့ model တွေပေါ့နော် model တွေပါမယ်ဒါ model တစ်ခုချင်းကိုရွေးပြီးတော့ဒီမှာလောဖြီတာဆိုလည်းလောဖြီတာပေါ့နော်ဒီFRB ဖြီတာဆိုလည်း FRB ဖြီတာပေါ့ user လောဖြီတာဆိုလည်း user လောဖြီတဲ့ဟာတွေပါတယ်ပေါ့နော်ဒီမှာသူ fashion တွေကတော့တော်တော်များတယ်ပေါ့ဗျာပြီးရင်ဒီမှာ Oppo မှာဆိုရင်လည်း Oppo နဲ့ပတ်သက်တဲ့အရာတွေပေါ့နော်အသုံးပြုလို့ရတယ်ပေါ့ဒီမှာ Tecno တွေဆိုလည်းပါတယ် Infinix တွေပါတယ်ပေါ့နော်ပြီးဒီမှာ Spectrum ပေါ့နော်ဒါကတော့သူ့ရဲ့သက်ဆိုင်ရာ model တွေပေါ့နော်သူ supporting ပေးတဲ့ model တွေဒီမှာပါတယ်ပေါ့နော်တော်တော်များများအသုံးပြုလို့ရတယ်ဗျာကျွန်တော်ကတော့ဒါပေမဲ့ဒီမှာတယောက်အနေနဲ့ဒီ Unlock 2လေးကတော့မရှိမဖြစ်ဆောင်းထားသင့်တယ်လို့ထင်တယ်ဗျာအဲဆိုရင်ကျွန်တော်တို့ကဒီနေ့တိုင်း 4G ကို firmware တင်မယ် firmware တင်မယ်ဆိုရင်ကျွန်တော်တို့ကဘယ်လိုတင်ရမလဲပေါ့နော်တိုင်း 4G က NTK CPU သုံးထားတဲ့အလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမှာ media tag ကိုတွားလိုက်မယ်တွားပြီးရင်ကျွန်တော်တို့ကဒီမှာမနေ့ကကျွန်တော် download ဆွဲရတဲ့ firmware ကိုပေါ့နော်ရွေးပေးရမယ်ပေါ့နော်တကယ်လို့ဒါကျွန်တော်တို့ကကွက်ကွန်အလုံးကို firmware ရေးမယ်ဆိုရင်ကျွန်တော်တို့ကကွက်ကွန်နေရာကိုတွားရမယ်ပေါ့နော်ကွက်ကွန်နေရာတွားပြီးတော့ကျွန်တော်တို့ကဒီမှာ firmware ကိုရွေးပေးရမယ်ပေါ့နော်okay အဲ့ဒါဆိုရင်ကျွန်တော်ကွက်ကွန်အလုံးကနှောက်မှရေးပြမယ်လို့ဆိုကျွန်တော် MTK အလုံးကိုပြင်ရေးပြမယ်နော်ကျွန်တော်က MTK ကိုတွားလိုက်မယ် MTK ကိုတွားပြီဆိုရင်လည်းဒီမှာတော်တော်များများပါတယ်ပေါ့နော် fashion တွေပေါ့နော်ဒါ FRB လောက်ဖြီးတာတွေrewrite လုပ်တာတွေပါတယ်ဗျာ authorize bypass လုပ်တာတွေတော်တော်များများပါတယ်ပေါ့နော်ကျွန်တော်တို့ကဒီ MTK အလုံးတွေကိုကျွန်တော် firmware ရေးမယ်ဆိုရင် Unlock 2ကိုမသုံးမဲ့နဲ့တခြား SP Flat 2ကိုဘာလို့သုံးပြီးတော့ရေးရတယ်ရှိတယ်ဗျအဲ့ဒါကိုကျွန်တော်နောက်ဗီဒီယိုကြရင်ဒီ Unlock 2မသုံးမဲ့နဲ့ရေးပြမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တချို့က Unlock 2မသုံးကြဘူးဗျာ Unlock 2မသုံးဆိုရင် Unlock 2ကကျွန်တော် free မရဘူး3လသာဝယ်ရတာရှိတယ်6လသာဝယ်ရတာရှိတယ်ဗျာတစ်နှစ်စာဝယ်ရတာရှိတယ်အဲ့တော့ကျွန်တော်တို့ SP Flat 2နဲ့တင်မယ်ဆိုရင်တော့ free ရတယ်ပေါ့ဗျာပတ်စံမကုန်ဘူးပေါ့ဒါပေမဲ့ Unlock 2နဲ့တင်တာကတော့မြန်တယ်ဗျာပြီးရင်ထွေရူးတွေစဉ်းစားနေကြမလို့ကျွန်တော် SV Flat 2နဲ့ဆိုရင် authorize bypass လောက်ကြတာရှိတယ်ပေါ့ဗျာဒါမှလည်းအရင်ကြီးတော့မခက်ခဲပါဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ဗီဒီယိုတွေမှာဒီ Unlock 2မသုံးမနဲ့ပေါ့နော် SV Flat 2 free ရတဲ့2နဲ့ firmware တင်တာဟုတ်လဲကျွန်တော်ပြပေးမယ်ပြီးရင်ကွက်ကွန်တွေအတွက်ကိုလည်းကျွန်တော်ပြပေးမယ်ပေါ့နော်တခြား Xiaomi ရထွက်ထားတဲ့ကွက်ကွန်2လေးတွေလည်းရှိတယ်အဲ့ဒါနဲ့တင်တာတွေလည်းရှိတယ်ပေါ့ဗျာအဲ့ဒါတွေလည်းကျွန်တော်နောက်ဗီဒီယိုမှာပြပေးမယ်အခုကတော့လောလောဆယ်ကျွန်တော် Unlock 2အကြောင်းကိုပြောချင်လို့ပေါ့နော် Unlock 2မှာဆိုတော့အစုံပါတယ်ပေါ့နော် Xiaomi နဲ့ပတ်သက်တာပါတော်တော်များတယ်ပူလိုတာ Unlock လောက်ထားတို့ပြီးရင်မိကောင်းတော့ဖြီတာတို့ FRB ကြော်တာတို့အဲ့လိုမျိုးတွေပါတယ်ပေါ့ဗျာဒီ Samsung တွေမှာဆိုရင်လည်းဒီလိုပေါ့ Oppo မှာလည်းဒီတိုင်းပဲလော်တွေကြော်လို့ရမယ် firmware တွေရေးလို့ရမယ်ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ကအခု firmware တင်မယ်ပေါ့နော် firmware တင်မယ်ဆိုတော့ကျွန်တော်တို့ media တက်ကိုသွားမယ်သွားပြီးရင်ကျွန်တော်တို့က firmware ကိုရွေးရမယ်ပေါ့နော်ဒီမှာ firmware ကိုရွေးပေးရမယ်ပေါ့နော်ရွေးပေးရမယ်ဆိုတော့ကျွန်တော်တို့ကမနေ့ကကျွန်တော် download ဆွဲတာ desktop ပေါ်မှာတင်ထားရပါတော့ desktop ကိုသွားလိုက်မယ်ကျွန်တော်ရေးမဲ့ firmware ကမဟာလင်းပေါ့နော်ကျွန်တော်တို့မဟာလင်းကိုရွေးမယ်ရွေးပြီးလို့ရှိရင်ဒီထဲမှာဒီ firmware တွေကဘယ် file ကိုရွေးပေးရမလဲဆိုတော့ကျွန်တော်ဒီ scatter file ကိုရွေးပေးရမှာပေါ့နော်ဒီ MTK အလုံးတစ်လုံးကို firmware ရေးတော့မယ်ဆိုရင်ကျွန်တော်တို့ SP Flat 2နဲ့ပဲရေးဒီ Unlock 2တွေနဲ့ပဲရေးပေါ့နော်ကျွန်တော်တို့က Facebook ကမှရေးတာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကဒီ Android scatter ကိုရွေးပေးရမယ်ပေါ့နော် okay scatter ကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်
တကယ်လို့ကိုရေးမဲ့ဖုန်းကတော့ကိုရေးမဲ့ဖုန်းကဘူးလို့တိုင် unlock ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့က password ကနေသွားရေးလို့ရတယ်ဗျာ password ကရေးမယ်ဆိုရင်ဒီ2တွေမသုံးမဲနဲ့လည်းရေးလို့ရတယ်ပေါ့နော်ဒီ ADB ဘတ်ဖိုင်ကနေပြီးတော့ရေးလို့ရတယ်ပေါ့ဒီဘတ်ဖိုင်လေးကလည်းဟိုကျွန်တော် group မှာတင်ပေးထားတာရှိတယ်ဗျာအဲ့ဒါလေးနဲ့ကျွန်တော်တို့ကဒီ firmware folder တွေကိုထည့်ပြီးတော့ firmware ကိုဒီ2မသုံးမဲနဲ့ရေးလို့ရတယ်ပေါ့နော်တကယ်လို့ဘူးလို့တိုင် unlock မဖြစ်ဘူးဆိုရင်တော့ကျွန်တော်အခုပြတဲ့နည်းနဲ့လည်းပြတဲ့နည်းနဲ့ရေးရမယ်ပေါ့နော်ဘူးလို့တိုင် unlock ဖြစ်တယ်ဆိုရင်တော့ဒီ Qualcomm ပဲဖြစ်ဖြစ်မီဒီယာတက်ပဲဖြစ်ဖြစ်ပေါ့နော်ဘူးလို့တိုင်ဖုန်းကဘူးလို့တိုင် unlock ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့က password ကနေပြီးတော့ရေးလို့ရတယ်ပေါ့နော် password ကနေရေးတဲ့ဗီဒီယိုလည်းကျွန်တော်တင်ပေးမယ်ပေါ့နော် okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ firmware ရေးပြီးသွားပြီဆိုရင် flag ကိုနှိပ်လိုက်မယ်ပေါ့နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဖုန်းကို power ပိတ်ထားမယ် power ပိတ်ပြီးတော့volume အပေါင်းအနှုတ်ပေါ့နော်အပေါင်းကြီးအနှုတ်ကြီးကိုနှိပ်ပြီးကျွန်တော်တို့ကကြိုးထိုးရမယ်ပေါ့နော်ကြိုးထိုးရမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ driver device manager ကိုတစ်ချက်ကြည့်ထားရမယ်ပေါ့နော် driver တိဖို့လိုတယ်ပေါ့နော် driver မသိရင်တော့ကျွန်တော်တို့က firmware ရေးမှာမဟုတ်ဘူးပေါ့နော်ဒီ driver တိဖို့ဆိုတာလည်းကျွန်တော်တို့ကဖုန်းထဲမှာ driver တွေဒီ sorry ကွန်ပျူတာထဲမှာ driver တွေတွင်းထားတယ်ပေါ့နော်အဲ့ဒါတွေကိုနောက်ဗီဒီယိုတွေမှာကျွန်တော်တစ်စင်းချင်းပြပေးသွားမယ်ပေါ့နော် okay အဲ့ဒါဆိုကျွန်တော်တို့ကြိုးထိုးလိုက်မယ်ပေါ့နော်ဝင်ရဆိုတော့ firmware ကရေးသွားပြီပေါ့နော်ရေးသွားပြီဆိုကျွန်တော်ဒီမှာဒီဒီရတဲ့ USB ပုံအားနဲ့ရေးနေတာပေါ့နော် okay ကျွန်တော် firmware ရေးတာတော့ပြီးအောင်မစောင့်တော့ဘူးဗျာကျွန်တော်နောက်ဗီဒီယိုတွေမှာလည်းဒါတည်းရှင်းလင်းဖြစ်အောင်ကျွန်တော်စူးစမ်းပြီးတော့တင်ပေးမယ်ပေါ့နော်အခုကတော့ကျွန်တော်ဗီဒီယိုကရိုက်ခါသားဆိုတော့စကားပြောတာလည်းကျွန်တော်သိပြီးတော့မပြောတတ်သေးဘူးပေါ့ဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်စူးစမ်းပြီးတော့ရှင်းလင်းဖြစ်အောင်ရိုက်ပေးသွားမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ခဲ့အောင်ပေါ့ဗျာကျွန်တော်ထပ်ပြီးတော့စူးစမ်းပါမယ် okay အားလုံးကျေးဇူးတင်ပါတယ်